အချင်းတော်တော်ကြာတော့ Ryan ကခဏနားဖို့အကြံပေးပါတယ်။ Lucas ကကားမီးကိုပြန်ဖွင့်လိုက်ချိန်မှာလမ်းအလယ်မှာရပ်ထားတဲ့ကားတစ်စီးကိုတွေ့လိုက်ရပါတယ်။သူရှောင်လိုက်နိုင်ပေမဲ့တစ်ဖက်ကနေနောက်ထပ်ကားတစ်စီးဝင်တိုက်လိုက်တာကြောင့်ပြင်းထန်တဲ့ရင်မတော်တဆမှုဖြစ်သွားပါတယ်။ကားဒရိုင်ဘာတယောက်လည်းဒဏ်ရာအပြင်းထန်ရသွားပါတယ်။ Lucas ကကားပေါ်ကဆင်းပြီးကူညီဖို့လုပ်နေတော့မှပဲရဲကားတစ်စီးရောက်လာပါတယ်။ရဲအရာရှိက Ryan နဲ့ Lucas ကိုချက်ချင်းမှတ်မိသွားပြီးရဲစခန်းကိုအကြောင်းကြားဖို့ကြိုးစားပါတယ်။အခြေအနေကချက်ချင်းတင်းမာသွားပါတယ်။ Lucas ကတနတ်ထုတ်ပြီးနှုတ်ဆုတ်ဖို့တတိပေးလိုက်တယ်လို့ Thomas ကလည်းရဲကိုတနတ်နဲ့ချိန်ထားပါတယ်။ရဲကသူ့တနတ်ကိုထုတ်ဖို့ကြိုးစားပေမဲ့ Lucas ကအရင်ပစ်လိုက်ပါတယ်။ကြည်ထိပြီးရဲလဲကျသွားပေမဲ့ကြည်ကအင်ကြီးဝစ်ထားလို့အသက်မသေးခဲ့ပါဘူး။ဒီအခွင့်အရေးကိုအသုံးချပြီး Ryan နဲ့ Lucas တို့အော်တန်ကိုခေါ်ကထပ်မံထွက်ပြေးသွားကြပါတယ်။အခုဆိုသူတို့ခရီးကပိုပြီးအန္တရာယ်များလာပါပြီ။တစ်ဖက်မှာတော့ Texas မှာ Pastor Kelvin ဆိုတဲ့လူတစ်ယောက်ကအော်ဒန်ကိုရှာဖို့သူ့လူ2ယောက်ကိုလွှတ်လိုက်ပါတယ်။ပြီးတော့သူ့နောက်လိုက်တွေရှိမှလျှို့ဝှက်ကုတ်တွေလိုထူးဆန်းတဲ့ကဏ္ဍတွေကိုရွတ်ဆိုနေပါတယ်။မကြခင်မှာ FBI အဖွဲ့ဟာအေဂျင့်မီလာဦးဆောင်ပြီးရောက်လာကပါစတာကိုဖမ်းဆီးသွားပါတယ်။သူ့နောက်လိုက်တွေကိုတော့အနီးနားကအထက်တန်းကျောင်းတစ်ကျောင်းကိုခေါ်သွားပြီးစစ်ဆေးမေးမြန်းဖို့ပြင်ဆင်လိုက်ကြပါတယ်။အဲ့ဒီကျောင်းမှာပဲအေဂျင့်မီလာကပေါ်ဆိုတဲ့ပညာရှင်တစ်ယောက်ကိုခေါ်လာပါတယ်။ပေါ်ကအခန်းထဲဝင်ချင်းပဲအဲ့ဒီကဏ္ဍတွေကဘာအတိတ်ပဲလဲလို့တိုက်ရိုက်မေးလိုက်ပါတယ်။သူကဒီကဏ္ဍတွေဟာအစိုးရရဲ့လျှို့ဝှက်ကုတ်တွေဖြစ်နိုင်တယ်လို့တန်တရားဝင်နေတာပါ။ဒါပေမဲ့ပါစတာကအံ့ဩစရာတစ်ခုကိုပြောပြလိုက်ပါတယ်။အဲ့ဒီအရာအလုံးဟာအော်ဒန်ဆိုတဲ့ကောင်လေးနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။ပါစတာကအော်ဒန်ဟာယူယူကလေးမဟုတ်ပဲထူးဆန်းတဲ့စွမ်းအားတွေရှိတယ်လို့ရှင်းပြပါတယ်။သူဟာဘာသာစကားမျိုးစုံပြောနိုင်တယ်လို့ရေဒီယိုနဲ့ဂျိုထုတွေကပေးပို့တဲ့သတင်းစကားတွေကိုပါဖန်ယူနိုင်ပါတယ်။ပါစတာကသူ့ဘာသာရေးကိုချေထွင်ဖို့အော်ဒန်ရဲ့စွမ်းအားကိုအသုံးချခဲ့ကြောင်းဝန်ခံပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကအော်ဒန်ရဲ့ဖခင်အရင်ဖြစ်တဲ့ Ryan ကသူ့ကိုခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Ryan နဲ့ Lucas တို့ဟာအော်ဒန်ကိုသူတို့တငယ်ချင်း Eldan ရဲ့အိမ်ကိုခေါ်လာပါတယ်။ Eldan ကသူတို့ကိုတညနားဖို့နေရာပေးပြီးလုံခြုံရေးအတွက်ပြတင်းပေါင်းတဲ့တကားတွေကိုလိုက်ကာရီနဲ့ပိတ်ထားပါတယ်။ Eldan ကအလင်းစူးစူးတွေကိုမခံနိုင်တဲ့ယောဂတစ်မျိုးရှိလို့အထူးမျက်မှန်တက်ပြီးနေရောင်နဲ့ဝေးဝေးမှနေသူပါ။ခရီးပန်းလာတဲ့အော်ဒန်အိပ်ပျော်သွားချိန်မှာ Ryan လည်းအနားယူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ညဘက်မှာတအိမ်လုံးမြေငလျင်လှုပ်တယ်လို့ပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်။အဲ့ဒီအချိန်မှာ Ryan ကသူ့သားအော်ဒန်ရဲ့အော်ဒန်ကိုကြားလိုက်ရပြီးအခန်းထဲကိုပြေးဝင်သွားပါတယ်။အဲ့ဒီမှာတော့ Eldan ကအော်ဒန်ရှိမှထိုင်နေပြီးအော်ဒန်ရဲ့မျက်လုံးထဲကနေတောက်ပတဲ့အလင်းတန်းတွေ Eldan စီကိုထွက်နေပါတယ်။မြင်ကွင်းကတကယ်ကိုကြောက်စရာကောင်းလွန်းပါတယ်။ Ryan ကချက်ချင်း Eldan ကိုတွန်းဖယ်လိုက်ပြီးနာကျင်နေတဲ့သူ့သားကိုပွေ့ဖက်ထားလိုက်ပါတယ်